င်္ဂလာမနက်ခင်းပါခင်ဗျာပြည်တွင်းနဲ့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးသွားတော့မှာဖြစ်ပါတယ်ဒီကနေ့မနက်ခင်းအစီအစဉ်မှာတော့အကြမ်းဖက်စစ်ကောင်စီရဲ့အယက်သားပြည်သူတွေပေါ်လေကြောင်းကနေပြင်းထန်စွာတိုက်ခိုက်နေမှုတွေကိုအာရခတပ်တော်ကမိဖက်အဖွဲ့အစည်းတွေနဲ့ပူးပေါင်းပြီးအပြင်းထန်လက်တုံပြန်သွားမယ်လို့ရာဇသံပေးလိုက်တဲ့သတင်းနေပြည်တော်မှာအကြမ်းဖက်စစ်ကောင်စီခန့်အပ်ထားတဲ့အုပ်ချုပ်ရေးမှူးကလူငယ်တွေကိုအတင်းကျပ်ဖမ်းဆီးပြီးငွေကြေးအမြောက်များချင်းချောက်တောင်းခံနေတဲ့သတင်းကုလသမဂ္ဂမှာတာမတ်ကြီးဦးကျော်မိုးထွန်းဆက်လက်တာဝန်ထမ်းဆောင်နိုင်ရေးအတွက်အာဆီယံနဲ့နိုင်ငံတကာကိုဖျက်ဆီးပြီးကမ္ဘာလုံးဆိုင်ရာကမ်ပိန်းကြီးစတင်လိုက်တဲ့သတင်းတွင်းကုန်လိုင်စင်တွေကိုအကြမ်းဖက်စစ်ကောင်စီကတင်းကျပ်စွာပိတ်ပင်ထားပေမဲ့မင်းအောင်လှိုင်ရဲ့မိသားစုဝင်တွေကမှောင်ခိုဈေးကွက်မှာတိန်းထောင်ကြီးဈေးတင်ကရောင်းစားနေတဲ့သတင်းတွေကိုအဓိကထားပြီးတင်ဆက်ပေးသွားပါမယ်။ရခိုင်ပြည်နယ်အတွင်းမှာမြေပြင်စစ်ရေးအရအလွန်အထိနာနေပြီးအရေးနှိမ့်နေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ဟာအပြစ်မဲ့အယက်သားပြည်သူတွေနေထိုင်ရာမြို့ရွာတွေကိုဥတီကလေကြောင်းကနေအပြင်းထန်တိုက်ခိုက်မှုတွေဆက်တိုက်ပြုလုပ်လာခဲ့ပါတယ်။ဒီလိုဆိုးရွားလာတဲ့လောက်ရက်တွေအပေါ်အာရခတပ်တော်အနေနဲ့လုံးဝသီးခံနေမှာမဟုတ်ပဲမိမိတို့ကိုယုံကြည်လေးစားအားကိုးတဲ့ပြည်သူတရလုံးအပါအဝင်နယ်မြေချင်းထိစပ်နေတဲ့မိဖက်တော်လှန်ရေးဖွဲ့စည်းတွေအားလုံးနဲ့ပူးပေါင်းပြီးအကြမ်းဖက်စစ်ကောင်စီရဲ့ထိုးစစ်တိုင်းကိုအပြင်းထန်လက်တုံ့ပြန်သွားမယ်လို့တရားဝင်ရာဇသံပေးထုတ်ပြန်လိုက်ပါတယ်။ပြီးခဲ့တဲ့ဇူလိုင်လ19ရက်နေ့တရက်ထဲမှာတင်အကြမ်းဖက်စစ်ကောင်စီတပ်ဟာရခိုင်ပြည်နယ်အတွင်းကမြို့၃မြို့ကိုအကြောင်းမဲ့တက်တက်လေကြောင်းကနေတိုက်ခိုက်ခဲ့ပြီးဒေသတွင်းတည်ငြိမ်အေးချမ်းမှုကိုဆိုးရွားစွာပြတ်ပြားစေခဲ့ပါတယ်။မြေပြင်ထိုးစစ်တွေမှာလုံးဝမရှင်ပြိုင်နိုင်တော့တဲ့အကြမ်းဖက်စစ်ကောင်စီဟာလေကြောင်းအင်အားကိုအလွန်အကျွံအသုံးပြုလာပြီးပြည်သူကိုပြစ်မှတ်ထားတဲ့ထိုးစစ်တွေကိုရည်ရွယ်ချက်ရှိရှိပြင်ဆင်လာတာပဲဖြစ်ပါတယ်။အခုလိုလေကြောင်းကနေပြင်းထန်စွာတိုက်ခိုက်နေမှုတွေဟာအကြမ်းဖက်စစ်ကောင်စီကိုယ်တိုင်ပါဇက်ကနေဖိတ်ခေါ်နေတဲ့ဆိုတဲ့ငြိမ်းချမ်းရေးဖိတ်ခေါ်တဲ့တွေတွေ့ဆုံဆွေးနွေးရေးဆိုတဲ့စကားလုံးတွေနဲ့လုံးဝဆန့်ကျင်ဘက်ဖြစ်နေပြီးအပြောနဲ့အလုပ်ထပ်တူမကြဘူးဆိုတာကိုမေးခွန်းထုတ်เสียဖြစ်နေတယ်လို့အာရခတပ်တော်ဘက်ကပြင်းပြင်းထန်ထန်ထောက်ပြထားပါတယ်။2026ခုနှစ်ဇူလိုင်လ19ရက်နေ့မနက်7:00နာရီခွဲအချိန်ကမှတောင်ကုန်းမြို့နယ်မအီမြို့အမှတ်2ကွက်နဲ့အမှတ်3ရပ်ကွက်တို့ကိုအကြမ်းဖက်စစ်ကောင်စီရဲ့ဂျက်တိုက်လေယာဉ်တစ်စီးကနေပေါင်300ဘုံ3လုံးအသုံးပြုပြီးပြင်းထန်စွာတိုက်ခိုက်ခဲ့ပါတယ်။ဒီလိုတိုက်ခိုက်မှုကြောင့်အပြစ်မဲ့အယက်သားပြည်သူ9ဦးအသက်ဆုံးရှုံးခဲ့ရပြီးတန်ဃာတော်တစ်ပါးနဲ့ကလေးငယ်များအပါအဝင်အယက်သားပြည်သူ22ဦးထိခိုက်ဒဏ်ရာတွေပြင်းထန်စွာရရှိခဲ့ပါတယ်။ဒါအပြင်ခရစ်ယာန်ဘုရားကျောင်းတစ်ဆောင်နဲ့ပြည်သူပိုင်နေအိမ်အလုံး20ကျော်ဟာလည်းလေကြောင်းတိုက်ခိုက်မှုကြောင့်လုံးဝပျက်စီးဆုံးရှုံးခဲ့ရပါတယ်။အဲ့ဒီနေ့ညနေ4နာရီခွဲကနေ4နာရီ24မိနစ်အချိန်ထိတန်ရွဲမြို့အတွင်းကိုလည်းအကြမ်းဖက်စစ်ကောင်စီတပ်ကဂျက်တိုက်လေယာဉ်တွေနဲ့9ချိန်တိုင်နိုင်ဝက်နီးပါးကြာလာရောက်တိုက်ခိုက်ခဲ့ပါသေးတယ်။လေယာဉ်ပေါ်ကနေဆက်တနက်တွေနဲ့ပါပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့်အပြစ်မဲ့အယက်သား4ဦးပြင်းထန်စွာထိခိုက်ဒဏ်ရာရရှိခဲ့ပြီးလူနေအိမ်အများပြားပျက်စီးခဲ့ရပါတယ်။အဲ့ဒီနေ့ညနေ6နာရီခွဲအချိန်ခန့်မှာတော့ဂွားမြို့နယ်တောင်ပေါက်ရေပေါက်ဂွားစုံတောင်ပေါက်ဘုံတော်ကြီးကျောင်းအနီးကိုဂျက်တိုက်လေယာဉ်တစ်စီးနဲ့ပေါင်300ဘုံနှလုံးထပ်မံအသုံးပြုတိုက်ခိုက်ခဲ့ရမှာတန်ဃာတော်2ပါးနဲ့အယက်သား2ဦးထပ်မံထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။စုစုပေါင်းအနေနဲ့ဇူလိုင်လ19ရက်နေ့တရက်ထဲမှာတင်အကြမ်းဖက်စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်ပြည်သူ9ဦးအသက်ဆုံးရှုံးခဲ့ရပြီးတန်ဃာတော်3ပါးနဲ့အယက်သားပြည်သူစုစုပေါင်း26ဦးထိခိုက်ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။ဆက်လက်ပြီးပြည်တွင်းမှာအကြမ်းဖက်စစ်ကောင်စီရဲ့အောက်ခြေအုပ်ချုပ်ရေးရန်တရားတွေဘလောက်ထိယိုယွင်းပျက်စီးပြီးပြည်သူကိုချင်းချောက်ငွေညစ်နေလဲဆိုတဲ့နေပြည်တော်ကသတင်းကိုတင်ဆက်ပေးကြပါမယ်။နေပြည်တော်တက်ကုန်းမြို့နယ်ဆရာရက်ကွက်မှာအကြမ်းဖက်စစ်ကောင်စီကခန့်အပ်ထားတဲ့အုပ်ချုပ်ရေးမှူးထွန်းမြတ်မင်းဆိုသူဟာစစ်မှုထမ်းဖို့အကြောင်းပြချက်နဲ့လူငယ်တွေကိုအတင်းကျပ်ဖမ်းဆီးပြီးငွေကြေးတက်နိုင်သူတွေစီကနေလူငယ်တဦးကိုငွေကျပ်300ကျော်အထိချင်းချောက်တောင်းခံစစ်တပ်အာဏာသိမ်းချိန်ကတည်းကအုပ်ချုပ်ရေးမှူးဖြစ်လာတဲ့ထွန်းမြတ်မင်းဟာတာဝန်ယူခဲ့တဲ့ကာလတစ်လျှောက်လုံးရက်ကွက်အတွင်းကလူငယ်အများပြားကိုအဆက်မပြတ်ဖမ်းဆီးပို့ဆောင်ခဲ့တာကြောင့်ယခုအခါရက်ကွက်ထဲမှာလူငယ်တွေမရှိသလောက်ကိုနှဲပါသွားပြီလို့ဒေသခံတွေကပြောဆိုပါတယ်။သူဟာဖမ်းဆီးထားသူတွေကိုရက်ကွက်အုပ်ချုပ်ရေးရုံးမှာယာယီထိန်းသိမ်းထားပြီးငွေပေးနိုင်သူတွေကိုပြန်လွှတ်ပေးကငွေမပေးနိုင်တဲ့လူငယ်တွေကိုတော့အကြမ်းဖက်စစ်ကောင်စီတပ်ထံအတင်းကျပ်လွှဲပြောင်းပို့ဆောင်နေတာဖြစ်ပါတယ်။ဒီလိုမတရားငွေညစ်လို့ရရှိလာတဲ့ငွေကြေးတွေကိုအုပ်ချုပ်ရေးမှူးထွန်းမြတ်မင်းနဲ့အကြမ်းဖက်စစ်တပ်ဘက်ကတာဝန်ရှိသူတွေဟာတဝက်စီခွဲဝေယူကြပြီးသူတို့ရဲ့ဆွေမျိုးတွေပါခြံတွေတိုက်အိမ်တွေအများပြားဝယ်ယူပိုင်ဆိုင်လာသည့်အထိချမ်းသာလာကြတယ်လို့ရက်ကွက်နေပြည်သူတွေကဆိုပါတယ်။မကြသေးမီကပြုလုပ်ခဲ့တဲ့ရက်ကွက်အုပ်ချုပ်ရေးမှူးရွေးချယ်ပွဲမှာသူ့ကိုမဲမပေးခဲ့တဲ့ပြည်သူတွေကိုလည်းပြစ်မှတ်ထားပြီးအညိုတကြီးဖမ်းဆီးမှုတွေပြုလုပ်မယ်လို့ချင်းချောက်ပြောဆိုနေပါတယ်။ရက်ကွက်အတွင်းမှာစိတ်ပိုင်းဆိုင်ရာမကျန်းမာသူတွေကိုပင်ချမ်းမထားဘဲအတင်းကျပ်ဖမ်းဆီးပို့ဆောင်မှုတွေရှိနေတာကြောင့်ဒေသခံပြည်သူတွေအနေနဲ့နေ့စဉ်နဲ့မျှကြီးမားတဲ့စိုးရိမ်ထိတ်လန့်မှုတွေနဲ့နေထိုင်နေကြရပါတယ်။စီးပွားရေးကဏ္ဍမှာလည်းအကြမ်းဖက်စစ်တပ်ဟာတွင်းကုန်လိုင်စင်တွေကိုတင်းကျပ်စွာပိတ်ပင်ထိန်းချုပ်ထားပေမဲ့အခြားတစ်ဖက်မှာတော့စစ်ကောင်းဆောင်မင်းအောင်လှိုင်ရဲ့သားသမီးတွေနဲ့ဗိုလ်ချုပ်တွေရဲ့အတိုင်းဝိုင်းစီကနေတိန်းထောင်ချီပေးပြီးတွင်းကုန်ပါမစ်တွေကိုပြန်လည်ဝယ်ယူနိုင်တဲ့မှောင်ခိုဈေးကွက်ကြီးတစ်ခုဟာအကြီးအကျယ်ကြီးထွားလာနေပါတယ်။မင်းအောင်လှိုင်ရဲ့စီးပွားရေးမူဝါဒအလွဲတွေကြောင့်တွင်းကုန်လိုင်စင်ရရှိဖို့အလွန်ခက်ခဲလာပေမဲ့မင်းအောင်လှိုင်ရဲ့သားအောင်ပြည့်စုံ
သမီးခင်သီရိတက်မွန်တို့ရဲ့စီးပွားရေးအတိုင်းဝိုင်းဒုတိယဗိုလ်ချုပ်ကြီးညိုစောရဲ့အတိုင်းဝိုင်းနဲ့စစ်တပ်လက်အောက်ခံကုမ္ပဏီတွေဖြစ်တဲ့မြန်မာစီးပွားရေးဥပိုင်လီမိတက်နဲ့မြန်မာစီးပွားရေးကော်ပိုရေးရှင်းတို့နဲ့ဆက်ဆက်သူတွေထံကနေလိုင်စင်စာရွက်တွေကိုငွေကြေးအမြောက်များပေးပြီးအလွယ်တကူဝယ်ယူနိုင်နေတယ်လို့စီးပွားရေးသတင်းရင်းမြစ်တွေကထောက်ပြပြောဆိုပါတယ်။အဲ့ဒီလိုင်စင်တွေကိုဝယ်ယူရင်သွင်းကုန်တင်သွင်းခွင့်အပြင်နိုင်ငံခြားငွေအသုံးပြုခွင့်မှာတစ်ခါတည်းရရှိတာကြောင့်လိုင်စင်တစ်စောင်ကို3,000အထက်ထိဈေးပေါက်နေပါတယ်။အကြံဖတ်စစ်တပ်ဟာအခုလိုသွင်းကုန်ကိုထိန်းချုပ်တယ်ဆိုပြီးလိုင်စင်တွေကိုပြန်လည်ရောင်းစားနေတာဟာနိုင်ငံရဲ့စီးပွားရေးဈေးကွက်ကိုပုံမပျက်စီးစေပြီးပြည်တွင်းထုတ်လုပ်ရေးအတွက်မရှိမဖြစ်လိုအပ်တဲ့ကုန်ကျန်းတွေတင်သွင်းဖို့ခက်ခဲလာစေပါတယ်။ရလဒ်အနေနဲ့ပြည်တွင်းကုန်စည်နှုန်းတွေဟာအဆမတန်မြင့်တက်လာပြီးစက်ရုံအလုပ်ရုံတွေအများပြားထုတ်လုပ်မှုရပ်ဆိုင်းကပိတ်သိမ်းနေရတဲ့အတွက်ပြည်သူအများပြားအလုပ်ကိုင်တွေဆုံးရှုံးနေရပါတယ်။ဒီလိုကုန်ကျစရိတ်တွေကြီးမားလာမှုအလုံးကိုကုန်ပစ္စည်းတန်ဖိုးပေါ်မှာပြန်လည်ပေါင်းထည့်ရတဲ့အတွက်ငွေကြေးဖောင်းပွားမှုကြောင့်ဖြစ်ပေါ်လာတဲ့ဈေးတက်ခြင်းတက်ပင်ပုံမဆိုးရွားတဲ့အခြေအနေကိုပြည်သူတွေရင်ဆိုင်နေရပါတယ်။ဒီလိုအခြေအနေတွေကြားထဲကမှစစ်ကောင်းဆောင်မင်းအောင်လှိုင်ဟာပြည်တွင်းမှာစိုက်ပျိုးရေးနဲ့မွေးမြူရေးလုပ်ငန်းတွေကိုတိုးချဲ့ဖို့ဆိုပြီးဝါစိုက်ပျိုးရေးငှက်ပြောစိုက်ပျိုးရေးနဲ့နှုတ်စားနွားမွေးမြူရေးလုပ်ငန်းတွေကိုအတင်းကျပ်ဖိအားပေးညွှန်ကြားနေတယ်လို့သိရှိရပါတယ်။ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းတာအမတ်ကြီးဦးကျော်မိုးထွန်းအနေနဲ့ကုလသမဂ္ဂမှာယာဒူးတာဝန်ဆက်လက်ထမ်းဆောင်နိုင်ရေးအတွက်နိုင်ငံတကာရောက်မြန်မာတွေကကမ္ဘာလုံးဆိုင်ရာကမ်ပိန်းကြီးတရက်ကိုအရှိန်ဟုန်မြင့်ပြုလုပ်သွားဖို့ပြင်ဆင်နေကြပါတယ်။ဒီကိစ္စဟာဒေတာရင်းအိန္ဒိချင်းနိုင်ငံတွေရဲ့ရည်တည်ချက်တွေနဲ့တိုက်ရိုက်သက်ဆိုင်နေတဲ့အခြေအနေမှာရှိနေပါတယ်။အကြံဖတ်စစ်ကောင်းဆောင်ဟာအယက်သားအစိုးရအဖြစ်ဟန်ပြောင်းလဲဖို့ကြိုးစားလာပြီးနောက်အိန္ဒိယနဲ့လာအိုနိုင်ငံတို့ကစစ်ကောင်စီနဲ့ထိတွေ့ဆက်ဆံမှုတွေရှိလာခဲ့ပါတယ်။အလားတူပဲအာဆီယံနိုင်ငံတွေအနေနဲ့လည်းအကြံဖတ်စစ်ကောင်စီနဲ့ထိတွေ့ဆက်ဆံလာမှုတွေဟာမြေပြင်မှာအမှန်တကယ်တော်လှန်နေသူတွေပေါ်ဖိအားတရက်ဖြစ်လာစေခဲ့ပြီးကုလသမဂ္ဂမှာတာမတ်ကြီးဦးကျော်မိုးထွန်းရဲ့ယာရုတာဝန်ဆက်လက်ထိန်းထားနိုင်ရေးအပေါ်မှာပါတက်ရောက်ရိုက်ခတ်မှုတွေရှိလာခဲ့ပါတယ်။ဒီလိုအခြေအနေတွေအောက်မှာနိုင်ငံတကာအစိုးရတွေနဲ့ကမ္ဘာပြည်သူတွေအနေနဲ့အကြမ်းဖက်စစ်ကောင်စီရဲ့တရုတ်မှန်ကိုရှင်းရှင်းလင်းလင်းမြင်သာစေဖို့နိုင်ငံတကာရောက်မြန်မာတွေကရောက်ရှိရာနိုင်ငံတွေကနေတဆင့်ကမ္ဘာလုံးဆိုင်ရာကမ်ပိန်းတွေပြုလုပ်သွားဖို့ဇူလိုင်လ18ရက်နေ့မှာအွန်လိုင်းကနေတဆင့်အစည်းအဝေးခေါ်ယူပြီးအသေးစိတ်ပြင်ဆင်နေကြတာဖြစ်ပါတယ်။လာမယ့်စက်တင်ဘာလမှာကျင်းပမယ့်82ကြိမ်မြောက်ကုလသမဂ္ဂအထွေထွေညီလာခံမှာနိုင်ငံအသီးသီးကိုကိုစားပြုတဲ့တန်တမန်တွေဟာကုလသမဂ္ဂရဲ့သတ်မှတ်ချက်တွေနဲ့ကိုက်ညီမှုရှိမရှိဆိုတာကိုတန်တမန်အရေးချင်းစစ်ဆေးရေးကော်မတီကပြန်လည်သုံးသပ်တော့မှာဖြစ်ပါတယ်။ဒါကြောင့်တာမတ်ကြီးဦးကျော်မိုးထွန်းယာဒူးတာဝန်ဆက်လက်ထိန်းထားနိုင်ရေးအတွက်လူထုထောက်ခံပွဲတွေကိုစက်တင်ဘာလလုံးသက်ဆိုင်ရာနိုင်ငံတွေအသီးသီးမှာကျင်းပသွားမှာဖြစ်ပြီးစက်တင်ဘာ19ရက်နေ့မှာတော့အမေရိကန်ပြည်ထောင်စုနယူးယောက်မြို့မှာအဓိကကမ်ပိန်းကြီးကိုပြုလုပ်သွားမှာဖြစ်တယ်လို့သိရပါတယ်။ဆက်လက်ပြီးကရင်ပြည်နယ်အတွင်းကတိုက်ပွဲသတင်းတွေကိုကြည့်အောင်ပါ။ကရင်ပြည်နယ်ကျိုင်းစိတ်ကြီးခရိုင်ကျုံတိုးမြို့ဘက်ကနေမြဝတီမြို့ဘက်ကိုဦးတီထွက်ခွာလာတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့ရင်နှန်းကိုတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေကကြားဖြတ်တိုက်ခိုက်ခဲ့ရမှာအကြမ်းဖက်စစ်ကောင်စီဘက်ကကြီးကြီးမားမားအထိနာခဲ့ပါတယ်။ပြီးခဲ့တဲ့ဇူလိုင်လ18ရက်နေ့မနက်7:20အချိန်ကမှအာရှလမ်းမကြီးပေါ်မှာတက်လာတဲ့စစ်သားအပြည့်တင်ဆောင်လာတဲ့စစ်ကား8စီးပါရင်နှန်းကိုတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ဒီတိုက်ခိုက်မှုအတွင်းမှာစစ်ကားတစ်စီးတိမ်းမှောက်သွားခဲ့ပြီးအကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်15ဦးအသက်ဆုံးရှုံးခဲ့ကအယောက်10ကျော်ပြင်းထန်စွာထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ထိခိုက်ဒဏ်ရာရရှိသွားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုမြဝတီဘက်ကနေလူနာတင်ရင်9စီးနဲ့အရက်သားရင်တချို့ကိုအသုံးပြုပြီးညီနောင်လမ်းဆောင်ကနေတဆင့်မြဝတီစေယုံကြီးကိုအရေးပေါ်ပို့ဆောင်ခဲ့ရပါတယ်။အခုဇူလိုင်လအတွင်းဖလူးမဲကနယ်လက်ခတ်တောင်ရွှေကုတ်ကိုနဲ့လေးကေကော်မြို့သစ်အနီးတစ်ဝိုက်မှာဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေမှာအကြမ်းဖက်စစ်ကောင်စီဘက်ကဗိုလ်မှူးတဦးအပါအဝင်စစ်ကြောင်းတစ်ခုလုံးနီးပါးခြေမုံခံခဲ့ရတာကြောင့်အင်အား3000ခန့်အထိထပ်တိုးဖို့ပြင်ဆင်နေတယ်လို့တော်လိုင်းရေးသတင်းရင်းမြစ်တွေစီကနေသိရပါတယ်။အဲ့ဒီစစ်ကောင်စီစစ်ကြောင်းတွေကိုကြားသိတဲ့စစ်ကြောင်းကရင်မျိုးသားလွတ်မြောက်ရေးတပ်မတော်နဲ့မဟာမိတ်တော်လိုင်းရေးပူးပေါင်းတပ်ဖွဲ့တွေကအပြင်းထန်ခုခံတိုက်ခိုက်နေတာဖြစ်ပြီးမြေပြင်မှာအထိနာနေတဲ့စစ်ကောင်စီတပ်ဟာပြည်သူလူထုရဲ့နေအိမ်တွေကိုရည်ရွယ်ချက်ရှိရှိပြစ်မှတ်ထားတိုက်ခိုက်လာနေတယ်လို့ထုတ်ပြန်ထားပါတယ်။အလားတူပဲမကွေးတိုင်း6မြို့နယ်မှာလည်းဇူလိုင်လ15ရက်နေ့ကလေးကစစ်ကြောင်းထိုးဝင်ရောက်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာဒေသခံတွေစွန့်ခွာသွားတဲ့နေအိမ်တွေတဲကတန်ဖိုးကြီးပစ္စည်းတွေကိုအရှက်အကြောက်ကင်းမဲ့စွာခိုးယူလူရက်နေကြပါတယ်။ဒီလိုအကြမ်းကြုတ်တဲ့လုပ်ရက်တွေကြောင့်ကျေးရွာ9ရွာကဒေသခံပြည်သူ1000နီးပါးခန့်ဟာအိုးအိမ်တွေကိုစွန့်ခွာပြီးဘေးလွတ်ရာကိုထွက်ပြေးနေကြပါတယ်။စကိုင်းတိုင်းမြောင်မြို့နယ်နဲ့ချောင်းဦးမြို့နယ်တွေမှာလည်းအကြမ်းဖက်စစ်ကောင်စီကဂျက်တိုက်လေယာဉ်တွေဝိုင်တွဲလေယာဉ်တွေအသုံးပြုပြီးလေကြောင်းကနေ14ကြိမ်ထပ်မံအပြင်းထန်တိုက်ခိုက်ခဲ့ပါတယ်။ဇူလိုင်လ19ရက်နေ့မနက်ပိုင်းကလေးကတအူးလေတပ်စခန်းကနေတက်လာတဲ့လေယာဉ်တွေဟာဇရက်ကုန်းကျေးရွာမဲဇလီကျေးရွာနဲ့မကြီးကွာကျေးရွာတွေကိုဆက်တိုက်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။မြိုင်မြို့နယ်မှာလည်းအကြမ်းဖက်စစ်ကြောင်းတွေဖြန့်ခွဲဝင်ရောက်နေတာကြောင့်ပြည်သူတွေအထိတ်တလန့်ထွက်ပြေးနေရပြီးအပြစ်မဲ့ပြည်သူကိုဖိုးပိန်ဆိုသူကိုလည်းစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကရရက်ဆက်ဆက်အတင်းကျပ်ဖမ်းဆီးညှဉ်းပန်းတပ်ဖြတ်ခဲ့ပါသေးတယ်။
ARD တိုင်းပသိမ်မြို့မှာလည်းအကြမ်းဖက်စစ်ကောင်စီရဲ့စစ်ဆေးရေးဂိတ်တွေမှာပြည်သူတွေအပေါ်အကြောင်းမျိုးမျိုးပြပြီးငွေညှစ်နေတဲ့လုပ်ရက်တွေဆိုးရွားစွာဖြစ်ပေါ်နေပါတယ်။ဇူလိုင်လ19ရက်နေ့ညပိုင်းကရန်ကုန်ကနေပသိမ်ကိုထွက်ခွာလာတဲ့ခီးသည်ရင်တစည်းပေါ်ကအသက်29နှစ်အရွယ်အမျိုးသားတူကိုမှတ်ပုံတင်စာရွက်စာတမ်းမှာအသက်39နှစ်လို့မှားယွင်းရေးသားထားတာကိုအကြောင်းပြပြီးအကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ရဲတွေကငွေကျပ်9000တောင်းခံခဲ့ပါတယ်။အဲ့ဒီမျိုးသားဟာအကြမ်းဖက်စစ်ကောင်စီရေတပ်ကစစ်သားတဦးရဲ့တာရင်ဖြစ်နေပေမဲ့လည်းစစ်စေးရေးဂိတ်မှာရှိနေတဲ့မူးယစ်နေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာသူတို့ကလပ်တက်ဖို့ KTV သွားဖို့နဲ့အရက်တောက်ဖို့ငွေလိုနေတာကြောင့်အတင်းကျပ်ချင်းချောက်ငွေညစ်ခဲ့တာဖြစ်ပါတယ်။ဒီဖြစ်စဉ်ကိုကြည့်ချင်းအဖြစ်အကြမ်းဖက်စစ်ကောင်စီလက်အောက်မှာတပ်မိသားစုဝင်အချင်းချင်းတောင်မှလုံခြုံမှုမရှိတော့ဘဲယုံကြည်မှုလုံးဝပြတ်ပြားနေပြီဆိုတာကိုထင်ရှားစွာမြင်တွေ့နိုင်ပါတယ်။ဒီပရောက်မြန်မာရွှေပြောင်းအလုပ်သမားတွေရဲ့အခက်အခဲတွေနဲ့ပတ်သက်ပြီးထိုင်းနိုင်ငံနဲ့မလေးရှားနိုင်ငံဘက်ကသတင်းတွေကိုဆက်လက်တင်ဆက်ပေးပါမယ်။ထိုင်းနိုင်ငံချွန်ပူရီခရိုင်မှာအလုပ်လုပ်ကိုင်နေတဲ့အသက်44နှစ်အရွယ်မြန်မာအမျိုးသမီးဒေါ်မန်းအေးနွယ်ဟာမြန်မာအလုပ်ရှင်ဖြစ်သူရဲ့အလွန်ရက်ဆက်ရုပ်မာတဲ့နှိပ်စက်ညှဉ်းပန်းမှုတွေကိုခံစားခဲ့ရပါတယ်။အသက်30အရွယ်အလုပ်ရှင်ဘဝတုတ်ခေါ်မမြူစာနိုင်ဟာ9လနီးပါးလှုပ်အားခမပေးဘဲခိုင်းစေခဲ့တဲ့အပြင်အလုပ်သမားကငွေပြန်တောင်းတဲ့အခါမှာဒေါသတကြီးနဲ့စပင်ကိုဆွဲပြီးကြမ်းပြင်နဲ့စောင့်ကဘဲဘက်လက်တကြွယ်ကိုပါသွားနဲ့ကိုက်ဖြတ်တဲ့အထိအကြမ်းဖက်နှိပ်စက်ခဲ့ဒီလိုရက်ဆက်စွာနှိပ်စက်ခံရလို့ဒေါ်မန်းအေးနွယ်ဟာဆေးရုံမှာလက်ကို3ချက်ချုပ်ခဲ့ရပြီးခန္ဓာကိုယ်အနှံ့မှာလည်းပြင်းထန်တဲ့ဒဏ်ရာတွေရရှိခဲ့ပါတယ်။ပိုပြီးဆိုးရွားတာကတော့ဒီဖြစ်စဉ်အတွက်မြန်မာတန်ယုံကိုယ်စားလှယ်အဖွဲ့ကအလုပ်သမားဘက်ကမရက်တီပေးပဲအလုပ်ရှင်ဘက်ကနေလိုက်လျောကနစ်နာကြေးအဖြစ်ဆေးဘိုးဘတ်8000သာပေးဖို့နဲ့လုပ်အားခတွေကို3လခွဲပေးဖို့အတင်းကျပ်ဖိအားပေးလက်မှတ်ရေးထိုးခိုင်းခဲ့တာပဲဖြစ်ပါတယ်။ဒီလိုမတရားမှုတွေအပေါ်ကူညီဆောင်ရွက်ပေးနေတဲ့မြန်မာအဖွဲ့အစည်းတွေကလုံးဝလက်မခံပဲဥပဒေကြောင်းအရဆက်လက်ရင်ဆိုင်သွားမယ်လို့ကြေညာထားပါတယ်။မလေးရှားနိုင်ငံမှာလည်းအာဏာပိုင်တွေကစီမံချက်နဲ့ရှောင်းတခင်ဝင်ရောက်ဖမ်းဆီးမှုတွေပြုလုပ်ခဲ့ရမှာမြန်မာနိုင်ငံသားအများအပြားဖမ်းဆီးခံခဲ့ရပါတယ်။ကဒါးပြည်နယ်ကကြက်မွေးမြူရေးခြံတစ်ခုကိုဇူလိုင်လ18ရက်နေ့ညပိုင်းမှာဝင်ရောက်စီးနင်းခဲ့ရမှာတရားမဝင်ရွှေ့ပြောင်းနေထိုင်သူတွေအပါအဝင်မြန်မာနိုင်ငံသား23ယောက်အတင်းကျပ်ဖမ်းဆီးခံခဲ့ရပါတယ်။အလားတူပဲကွာလာလမ်ပူမြို့တော်ကဖျော်ဖြေကလပ်2ခုကိုလည်းရှောင်းတခင်ဝင်ရောက်စီးနင်းခဲ့ပြီးမြန်မာနိုင်ငံသားတွေပါဝင်နိုင်ငံသား18ယောက်ကိုထပ်မံဖမ်းဆီးခဲ့ပါတယ်။ဖမ်းဆီးခံရသူတွေဟာတရားဝင်အထောက်အထားမရှိတာဗီဇာတက်တန်းကျော်လွန်နေထိုင်တာတွေကြောင့်ဖြစ်ပြီးသူတို့အားလုံးကိုလူဝင်မှုကြီးကြပ်ရေးထိန်းသိမ်းရေးစခန်းတွေကိုပို့ဆောင်ထားတယ်လို့သိရပါတယ်။ရန်ကုန်တိုင်းလှိုင်သာယာမြို့နယ်ကစက်မှုဇုံမှာလည်းနေ့စဉ်စားဝတ်နေရေးကြက်တဲလွန်းတာကြောင့်အထည်ချုပ်စက်ရုံကအလုပ်သမား200ကျော်ဟာလုပ်အားကတိုးမြင့်ရရှိရေးအတွက်ဆန္ဒပြတောင်းဆိုနေကြပါတယ်။အလုပ်သမားတွေဟာလက်ရှိရရှိနေတဲ့နေတွက်က1000ကျပ်အစား13000ကျပ်အထိတိုးမြင့်ပေးဖို့အချိန်ပိုလုပ်အားကကို2000ကျပ်ကနေ2500ကျပ်အထိတိုးပေးဖို့နဲ့ရက်မှန်ကြီးကို9000ကျပ်အထိတိုးမြင့်သတ်မှတ်ပေးဖို့အချက်6ချက်ပါဝင်တဲ့တောင်းဆိုလွှာကိုတင်ပြထားကြပါတယ်။ဇူလိုင်လ18ရက်နေ့မှာအကြမ်းဖက်စစ်ကောင်စီလက်အောက်ခံအလုပ်သမားညွှန်ကြားရေးဦးစီးဌာနရုံးမှာ9ကြိမ်မြောက်အဖြစ်ညှိနှိုင်းဆွေးနွေးမှုတွေပြုလုပ်ခဲ့ပေမဲ့စက်ရုံဘက်ကနေတွက်ခ11000ကျပ်နဲ့အချိန်ပိုကြီး2200ကျပ်သာပေးနိုင်မယ်လို့ပြောဆိုခဲ့တာကြောင့်ပြည်လဲမှုလုံးဝမရရှိခဲ့ပါဘူး။အလုပ်သမားတွေဘက်ကသူတို့ရဲ့တောင်းဆိုချက်တွေအပြည့်အဝမရမချင်းဆက်လက်တောင်းဆိုသွားမယ်လို့ခိုင်ခိုင်မာမာဆုံးဖြတ်ထားကြပါတယ်။အာဖရိကတိုက်ကယူဂန်ဒါနိုင်ငံနဲ့တောင်အမေရိကတိုက်ကပီရူးနိုင်ငံတို့ကသတင်းတွေကိုတင်ဆက်ပေးပါမယ်။ယူဂန်ဒါနိုင်ငံအရှေ့ပိုင်းမှာចောင်းသားတွေလိုက်ပါလာတဲ့လေးလာရေးခီးစဉ်ရင်တစည်းအရှိန်လွန်တိမ်းမှောက်ခဲ့မှုကြောင့်ចောင်းသား23ဦးနဲ့အရွယ်ရောက်ပြီးသူတို့စုစုပေါင်း24ဦးထိအသက်ဆုံးရှုံးခဲ့ရပါတယ်။ဇူလိုင်လ18ရက်နေ့ညပိုင်းကကမ်ပါလာမြို့ကိုအပြန်လမ်းခီးမှာရင်မောင်းဖြစ်သူကားကိုအရှိန်မထိန်နိုင်တော့ဘဲလမ်းဘေးကကြောက်တုံးကြီးကိုဝင်တိုက်မိရာကနေအခုလိုဆိုးရွားတဲ့မတော်တဆမှုကြီးဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ဒီဖြစ်စဉ်ကြောင့်ယူဂန်ဒါပညာရေးဝန်ကြီးဌာနကနိုင်ငံတော်မှာရှိတဲ့ကျောင်းသားလေးလာရေးခီးစဉ်အလုံးကိုချက်ချင်းရပ်ဆိုင်းဖို့တရားဝင်ညွှန်ကြားချက်ထုတ်ပြန်လိုက်ရပါတယ်။ပီရူးနိုင်ငံအင်ဒီစ်တောင်တန်းဒေသမှာလည်းအင်အားရစ်တာစကေး9.4အဆင့်ရှိတဲ့မြင်းကလင်တစ်ခုပြင်းထန်စွာလှုပ်ခတ်ခဲ့ပါတယ်။ဇူလိုင်လ19ရက်နေ့ညပိုင်းကအီကွီပါခရိုင်မာကာမြို့ရဲ့အနောက်တောင်ဘက်မှာဗဟိုပြုလှုပ်ခတ်ခဲ့တာဖြစ်ပြီးငလင်ကြောင့်အနည်းဆုံးလူအယောက်20ခန့်ထိခိုက်ဒဏ်ရာရရှိခဲ့ကပြည်သူ300ကျော်အိုးအိမ်တွေကိုစွန့်ခွာထွက်ပြေးခဲ့ကြရပါတယ်။ဒေသရင်းကသမိုင်းဝင်ဖျားเจ้าတွေနဲ့တီလာရှင်เจ้าတွေအပါအဝင်လူနေအများပြားပြိုကျပျက်စီးခဲ့ပြီးပြည်သူတွေဟာအေးတံကိုအန်တုကလမ်းမတွေပေါ်မှာစုဝေးနေထိုင်နေကြရတယ်လို့နိုင်ငံတကာသတင်းတွေအရသိရှိရပါတယ်။နိုင်ငံတကာသတင်းများအနေဖြင့်ယူကရိန်းနဲ့ရုရှားစစ်ပွဲသတင်းကိုတင်ဆက်ပေးကြပါမယ်။ယူကရိန်းနိုင်ငံနယ်စပ်ကနေမိုင်900နီးပါးအကွာအဝေးမှာရှိတဲ့ရုရှားနိုင်ငံဆာရာတော့ပြည်နယ်လေတပ်အခြေစိုက်စခန်းကိုယူကရိန်းလုံခြုံရေးတပ်ဖွဲ့က drone တွေအသုံးပြုပြီးအောင်မြင်စွာတိုက်ခိုက်နိုင်ခဲ့ပါတယ်။ဒီတိုက်ခိုက်မှုအတွင်းမှာဆိုဗီယက်ခေတ်ကလေးကအသုံးပြုခဲ့ပြီးရုရှားကယူကရိန်းကိုတိုက်ခိုက်ရမှာအဓိကအားထားနေရတဲ့
အမေရိကန်ဒေါ်လာတန်30ခန့်တန်ကြေးရှိတဲ့မဟာဗျူဟာမြောက်ဘုံကျဲလေယာဉ်တစ်စီးလုံးဝပြာကျပျက်စီးသွားခဲ့ပါတယ်။ယူကရိန်းသမ္မတဇလန်စကီကတော့ရုရှားအနေနဲ့သူတို့ရဲ့ကျူးကျော်မှုအတွက်ပေးဆက်ရမယ့်တန်ဖိုးကိုဆက်လက်တိုးမြင့်နေတာဖြစ်တယ်လို့လူမှုကွန်ရက်စာမျက်နှာမှာဂုဏ်ယူစွာရေးသားဖော်ပြခဲ့ပါတယ်။အရှေ့အလယ်ပိုင်းဒေသမှာလည်းအခြေအနေတွေပုံမတင်းမာလာနေပါတယ်။အမေရိကန်စစ်တပ်ဟာဂျော်ဒန်နိုင်ငံမှာအမေရိကန်စစ်သားတွေအသက်ဆုံးရှုံးခဲ့ရမှုကိုတုံ့ပြန်တဲ့အနေနဲ့အီရန်နိုင်ငံပေါ်လေကြောင်းတိုက်ခိုက်မှုတွေဆက်တိုက်ပြုလုပ်နေပါတယ်။အခုစစ်စင်ရေးဟာဒုတိယမြောက်သတင်းပတ်ထဲကိုရောက်ရှိလာပြီဖြစ်ပြီးအမေရိကန်ဟာအီရန်ရဲ့အခြေခံအဆောက်အုံတွေဖြစ်တဲ့ရေချိုထုတ်လုပ်ရေးစက်ရုံတွေလျှက်စစ်ဓာတ်အားပေးစက်ရုံတွေနဲ့တရားတွေကိုပါပြင်းပြင်းထန်ထန်ပြစ်မှတ်ထားတိုက်ခိုက်လာပါတယ်။အီရန်ဘက်ကလည်းလက်တုံ့ပြန်တဲ့အနေနဲ့အမေရိကန်ရဲ့မဟာမိတ်နိုင်ငံတွေကိုပြစ်မှတ်ထားလာတဲ့အတွက်ဒေသတွင်းအိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ကူဝိတ်၊ဂျော်ဒန်နဲ့အခြားနိုင်ငံတွေဟာလေကြောင်းကာကွယ်ရေးစနစ်တွေကိုအရေးပေါ်အသုံးပြုနေရပါတယ်။အထူးသဖြင့်ဂျော်ဒန်နိုင်ငံဘက်ကိုပစ်ခတ်လိုက်တဲ့အီရန်ရဲ့ဒုံးကျည်တွေဟာအစ္စရေးနိုင်ငံနယ်စပ်နားအထိနီးကပ်လာနေတာကြောင့်အစ္စရေးပြည်သူတွေအနေနဲ့လေကြောင်းသတိပေးအချက်ပေးတံတွေကိုအထူးသတိပြုနားဆွင့်ထားကြဖို့တရားဝင်သတိပေးချက်တွေထုတ်ပြန်ထားရပါတယ်။ဟုတ်ကဲ့အခုတင်ပြပေးခဲ့တာကတော့မနက်ခင်းသတင်းအစီအစဉ်ပဲဖြစ်ပါတယ်။အချိန်ပေးပြီးနားဆင်ကြည့်ရှုပေးခဲ့ကြတဲ့ပရိသတ်ကြီးကိုကျေးဇူးအထူးတင်ရှိပါတယ်။နေ့စဉ်မြန်မာအရေးအခြေအနေနဲ့နိုင်ငံတကာကအဖြစ်အပျက်တွေကိုအချိန်နဲ့တပြေးညီတင်ဆက်ပေးအောင်မှာဖြစ်လို့သတင်းဦးသတင်းထူးတွေကိုလက်မလွတ်တမ်းကြည့်ရှုနားဆင်လို့ရအောင် channel လေးကို like and subscribe လုပ်ပြီး notification bell ကိုပါနှိပ်ထားဖို့တောင်းဆိုချင်ပါတယ်ခင်ဗျာသတင်းတင်ဆက်မှုကိုဒီမှာပဲရန်နာပါရစေခင်ဗျာမိဘပြည်သူများကိုစိတ်နှပြချမ်းသာပြီးဘေးရန်အန္တရာယ်ပေါင်းမှကင်းဝေးကြပါစေ